ချေရတဲ့ရင်သွေးငယ်ရဲ့ကြောခိုင်းလို့တနေချာရက်ကိုအမိမြေကိုမင်းမေးနေပြီလားကလေးရဲ့တပါသူရဲ့စကားနဲ့သူတို့ဝတ်စားကိုဝတ်စင်ခုံမင်းချင်းဟာတောင်းရောင်ဆောင်တော့ကြီးကန်းလို့တနေ့ကြရင်တော့ရှက်ကွဲရမယ်နော်ဘိုးရှာမျိုးရင်သွေးငယ်သိတ်ချေရချီရဲ့ကလေးရဲ့ပြောပါကွယ်ရိုးရစကားကိုမမေ့ပါနဲ့ယဉ်ကျေးမှုကိုနော်အဖေမချင်တယ်ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထားပန်းရိုင်းတစ်ပွဲလို့စင်မြန်ထားရှုပ်ပွေတဲ့လောကကြီးအလယ်မှာအမြဲတတိထားနေသင့်တယ်ဒီတချင်းကိုကျွန်တော်အရန်ကြိုက်တာဗျဆိုချင်တာဗျဂီတာကွက်တွေလိုက်ရှာတာလဲမရဘူးမရတော့ကျွန်တော်က AI Chat GPT ကိုတွားမေးကြည့်တယ်ချီရတဲ့ရင်သွေးငယ်ဆိုတဲ့တချင်းကိုယောက်ျားတွေအမျိုးသားတွေဆိုဖို့ဂီတာကွက်ထုတ်ပေးပါဆိုပြီးတော့ကျွန်တော်တွားပြီးတော့တောင်းဆိုတယ်ဗျသူကပြောမယ်ထင်လဲဒီတချင်းဟာမူပိုင်ခွင့်ရှိထားတဲ့တချင်းဖြစ်ပါတယ်တချင်းမူပိုင်ခွင့်မရဘဲနဲ့ကျွန်တော်တို့စာသားရောကွက်ရောထုတ်ပေးခွင့်မရှိပါဘူးတဲ့ဗျသူက copyright စီးမင်းကိုသူတို့ထိန်းထားတယ်ဒါလေးစားစရာတစ်ချက်ဗျကျွန်တော်လည်းအရန်ဆိုချင်တယ်ဗျကိုနဲ့ကြိုက်တဲ့ကြီးကလည်းရှာမတတ်ဘူးအဲ့ဒါနဲ့အေးဗျာမရလဲပြီးရောဆိုပြီးတော့ကျွန်တော်က TikTok ကိုဖွင့်လိုက်တာတိုက်ဆိုင်တာနော်တာမျိုးတိုက်ဆိုင်တာတော့မဟုတ်ဘူးထင်တယ်နော် TikTok ကိုဖွင့်ပြီးဆိုတာနဲ့အဲ့ဒီချစ်ရတဲ့ရင်သွေးငယ်တချင်းတန်းလာတာဗျပုံမှန်နေထားမဟုတ်တော့ဘူးဗျတခါမှမလာဘူးဗျဖွင့်ချစ်တဲ့တချင်းလာတယ်ဗျကျွန်တော်ထောက်ပြချင်တာကဒီ Facebook တော့ TikTok တော့ YouTube တော့ဒါတွေဟာ AI နဲ့အချင်းကွန်ရက်ချိတ်ဆက်ထားတယ်ဆိုတာကျွန်တော်တို့သိဖို့လိုတယ်ဗျအဲ့ဒါကြောင့်ကျွန်တော် ChatGPT မှာ AI မှာတွားမေးတိုင်းဒီဖက်ကနေကျွန်တော်တို့ YouTube ပဲကြည့် Facebook ပဲကြည့် TikTok ပဲကြည့်အဲ့ဒါနဲ့တက်ဆိုင်တဲ့ဟာတွေထွက်လာတယ်ဗျအခုတလောဆိုလဲကျွန်တော်ရဲ့ page မှာတည်တဲ့အတိုင်းကျွန်တော်ပြေးတဲ့အကြောင်းတွေပေါ်လုံးအကြောင်းတွေတင်တယ်ဗျတင်တော့ကျွန်တော်ပါကြည့်ပေါ်လုံးအကြောင်းပြေးတဲ့အကြောင်းပဲထွက်လာတယ်ဗျသူတို့ရဲ့အလုံးလုံးပုံနော်ဘလောက်ထိနီးပညာမြင့်မားတာလဲဆိုတာတကယ်ဗျတကယ်ခစ်ကြရလေအရမ်းမြင့်သွားပြီဗျနောက်ဆိုရင်လေကျွန်တော်တို့စိတ်ထဲမှာပါရှိလဲဆိုတာသူတို့တိလောက်တယ်ဗျဆိုချင်တယ်ဗျအဲ့တချင်းကျွန်တော်ကွက်ရှာမတတ်ဘူးအရန်ကောင်းတဲ့တချင်းဖြစ်တယ်အတိတ်ပဲလေးနဲ့တဲ့တချင်းဖြစ်တယ်ဘာလို့လဲဆိုတော့နိုင်ငံတကာမှာရောက်နေကြတယ်လူတွေခက်များကကိုယ့်ရဲ့စကားကိုယ့်ရဲ့ယဉ်ကျေးမှုကိုယ့်ရဲ့ထုံတန်းစင်လာကိုမေ့နေတတ်ကြတယ်ဗျတချို့ကပေါ့နော်အကုန်လုံးတော့မဟုတ်ပါဘူးတချို့ကလည်းသိတယ်ကိုယ့်ရဲ့ဒါစင်မြေဆက်ငါတို့ရဲ့ဘာသာစကားငါတို့စာငါတို့ရဲ့စကားဆိုတာလက်စင်ကားပြီးတော့ထိန်ကြတာလည်းရှိပါတယ်ခင်ဗျအဲ့ဒီတချင်းရဲ့အတိတ်ပဲအရန်ကြိုက်လို့ဗျကျွန်တော်လည်းအရန်ဆိုချင်တယ်မတီးတတ်ဘူးဗျကျွန်တော်ရဲ့အမြင်ကိုဆွေးနွေးချင်းတာလည်းဖြစ်ပါတယ်ချစ်မဲ့ဆိုရဲ့အမြင်ကိုလည်းသိချင်ပါသေးတယ်ခင်ဗျပြေးမလို့ဗျနေပူစာလုံရင်းနဲ့မျှဝေချင်းဖြစ်ပါတယ်နေပူစာလုံမေးပါအကစားလိုက်စားကြပါလို့ထပ်စစ်နိုးစော်တယ်ဗျမဆုံခတရန်မန် USA အမေရိကရောက်ရှမ်းတဲ့